ဒီဝလိမထေရမြန်မာနိုင်ငံမှာလလဘအရာဣတရေရတဲ့ပုဂ္ဂိုလ်ဖြစ်ကိုးကွယ်ကြတာဟာဒီဝလိမထေရမြတ်ကိုကြီးညိုလို့ကိုးကွယ်တာတဲ့လလဘရခြင်းလို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ကပိုများမယ်လို့ထင်တယ်အဲ့တော့သူလလဘရခြင်းရဲ့အကြောင်းဟာဘာကြောင့်ရသလဲဆိုတဲ့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသိရှိနားလည်ပြီးထိုပုဂ္ဂိုလ်သူမြတ်ရဲ့အတွင်းအစ္ဆဒတဏ္ဍမှာရှားရှိထားတဲ့တရားဓုတရားမြတ်ကိုသာလေအလေးအမြတ်ပြုပြီးတော့ကိုးကွယ်မယ်ဆိုရင်ပို့ပြီးတော့လမ်းကြောင်းမှန်ကန်တာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့လလဘအရာဣတရေရတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သည့်အတွက်ကြောင့်ကိုးကွယ်ရင်လလဘပေါ်များတယ်ဆိုတဲ့ဒီစိတ်ဓာတ်နဲ့ကိုးကွယ်မယ်ဆိုလို့ရှိရင်တဏှာလောဘကိုအခြေခံတဲ့ကိုးကွယ်မှုမျိုးဖြစ်သွားလို့မှန်ကန်တဲ့ကိုးကွယ်မှုလို့မဆိုနိုင်ဘူးပေါ့ဒါကြောင့်မို့လို့ရှင်သေဝလိမထေရမြတ်ရဲ့အကြောင်းကိုတစ်စေတစ်စောင်းကြည့်ပြီးတော့ထိုမထေရမြတ်ဟာဘယ်လိုတရားဓမ္မကိုကျင့်ကြံကြိုးကိုအားထုတ်လို့ဘယ်လိုအသည့်တရားတွေရတယ်ဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်မြန်မာနိုင်ငံမှာကိုးကွယ်နေကြတဲ့ထဲမှာရှင်ဥပဂုတ်တနဲ့ရှင်သေဝလိဆိုတာကျန်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တောင်ကိုးကွယ်တဲ့နေရာမှာသိအရေးမပါသလိုဖြစ်တယ်ပေါ့ရှင်သေဝလိမထေရမြတ်တို့ရှင်ဥပဂုတ်တမထေရမြတ်တို့ကအလေးထားပြီးတော့ကိုးကွယ်စိတ်ကခြင်းဟာကိုရေးကိုယ်တာအတွက်အသုံးချတဲ့သဘောမျိုးရောက်နေကြတယ်ပေါ့နော်ဒါကြောင့်မို့တရားဓုတရားမြတ်ရသွားဖို့ဘဝဇာတ်ကြောင်းမှာဘယ်လိုကျင့်ကြံကြိုးကိုအားထုတ်ခဲ့ရလို့ဘယ်လိုမျိုးဒုက္ခမျိုးတွေကြုံတွေ့ပြီးတန်တရားဘယ်လိုကျင်လည်ခဲ့ရတယ်ထိုတန်တရားဝဆင်းရဲကဘယ်လိုလွတ်အောင်ရှုံးထွက်ခဲ့ရတယ်ဆိုတဲ့အချက်လက်တွေကိုသိရှိနားလည်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်မို့ဒီမထေရမြတ်ရဲ့အမှတ်တရစကားကတော့တကယ်ကိုသူကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ထားလို့ရရှိလာတဲ့တရားဓုတရားမြတ်နဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားသာဖြစ်တယ်တေမေအိစိန်တုသင်္ကပ္ပါယထထောပါဝိသိင်ကုတေသူဟာကပ္ပဋ္ဌာန်းကြောင့်ကလေးတွေကိုဝင်လာတာဟာဘာအတွက်ဝင်လာသလဲလို့ဆိုလို့ရှိရင်တန်တရားဝကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုဥတည်ချက်ထားပြီးတော့ကမ္မထမ်းကြောင်းလေးတွေဝင်လာတာပါ